ကျွန်တော်အားပေးချစ်ခင်ကြတဲ့ပိတ်သက်တွေထဲမှာကျွန်တော်ဘုံမှာအရန်တန်းစီကြည့်တဲ့ကောင်မလေးတယောက်ရှိခဲ့ပါတယ်။ဖြော်ရည်ပွဲတစ်ခုမှာအမတင်ဆုံတွေ့ခဲ့နေတယ်ဒီနေ့ချိန်ကြီးကျွန်တော်သူ့မိလူများခဲ့ပါဘူး။ဒါကြောင့်သူ့အတွက်ရွေးပြီးတော့ကျွန်တော်တရှိလေးကိုကျေးဇူးတင်ကုန်ထားပါတယ်။တရှိလေးရဲ့ညီကဘိုးတဲ့ရဲ့တန်ရုံးစင်မလေးကိုမြည်ပြီးထားပါတယ်။အားစင်လေးပါကဘာတွေလဲဝေးဝ
ဘလောက်ကဘာတွေလဲချာချာတန်ရုံးတွေနောက်ကျလေးတွေရှိနေတော့လေတို့ပြန်ဆုံးမဲ့နေကိုတို့ပြန်ဆုံးမဲ့ညကိုလဲချိုးကားရင်